ဒီကိုရအားလုံးပဲမင်္ဂလာပါ Sporky ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီ Chelsea နဲ့ Arsenal ကစားတဲ့ပွဲတော့ဒီပြိုင်ပွဲကစားသမားတွေကိုလိုက်ကြည့်ရင်းနဲ့ပေါ့နော် Odegaard တယောက်ပါမလာတော့သတိထားမိပါတယ်ကျွန်တော်သူနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောစရာအကြောင်းအရာလေးရှိပါတယ်ကစားသမားတယောက်ကရာသီတိုင်းပွဲတိုင်းခြေစွမ်းကောင်းနေဖို့ဆိုတော့မလွယ်ကူပါဘူးခြေစွမ်းကျတတ်တဲ့အချိန်တွေရှိပါတယ်ဒဏ်ရာပြဿနာကစားကွက်ပြီးတော့နီးပြပေးထားတဲ့တာဝန်အဲ့ဒီအချက်၃ချက်ပေါ်မှာမူတည်ပြီးတော့ကစားသမားတယောက်ကခြေစွမ်းအတက်ကျဆိုတဲ့အရာတွေရှိတတ်ပါတယ် Odegaard ခြေစွမ်းကျနေတဲ့အကြောင်းရင်းကဒဏ်ရာပြဿနာနဲ့နီးပြပေးထားတဲ့တာဝန်ကြောင်းလို့မြင်မိပါတယ်ပုံမှန်ခြေစွမ်းရှိနေချိန်မှာဒဏ်ရာပြဿနာဝင်လာတာမျိုးကကစားသမားတယောက်ရဲ့ခြေစွမ်းကိုထိခိုက်ပါတယ်ဒဏ်ရာပြန်ကောင်းရင်တောင်ပုံမှန်အတိုင်းဖြစ်နေဖို့အချိန်ယူရပါတယ်ပြီးတော့ Arteta က Odegaard ကိုကွဲလန်နံပါတ်10ပုံစံမျိုးကစားခိုင်းပါတယ်Odegaard ကကစားတတ်တဲ့ပုံစံနဲ့ကစားခြင်းတဲ့ပုံစံက pure နံပါတ်10စစ်လို့မထင်ပါဘူးတကယ်တော့ Odegaard ကအသင်းရဲ့တိုက်စစ်တွဲလုံးမှာပေါ်ဝင်ပတ်သက်ခြင်းတဲ့ကစားသမားလို့မြင်ပါတယ် Odegaard ကဘောလုံးကင်တတ်တယ်ဘောလုံးတင်နိုင်တယ်ပြီးတော့ဘောလုံးဖြတ်နိုင်ပါတယ်အသင်းရဲ့ pressing ကိုလည်းဦးဆောင်နိုင်တယ် pressing လုပ်တတ်ပါတယ်ဒီအရေးအသွေးတွေကိုမြင်ရင်သူ့ကို OZ ပုံစံမှာစကားခိုင်းတင်ပါဘူးသူ့ကို Iniesta Zabiro လိုမျိုးပုံစံကစားခိုင်းတင်ပါတယ် chances created ပဲထိုင်လောက်ခိုင်းတာမျိုးက Odegaard ရဲ့ကစားပုံကန့်သက်လိုက်လို့ပါပဲကျွန်တော်ကတော့ Odegaard ကဒီ Quinlan နံပါတ်8နဲ့နံပါတ်10ကြားပုံစံမျိုးကစားနိုင်တယ်လို့မြင်မိပါတယ်အသင်းကစားကွက်ကိုသူနဲ့စလို့ရတယ်အသင်းရဲ့တိုက်စစ်ဇုံမှာလည်း တွဲလုံးတွေကိုချိန်နိုင်ပါတယ် Odegaard ကိုအစည်းနဲ့တွဲပြီးနောက်မှာ right နဲ့ပြန်ထောက်တာမျိုး Odegaard ကို half နဲ့တွဲပြီးနောက်ပိုင်းမှာ Nogas နဲ့ပြန်ထောက်ထားတဲ့ပုံစံမျိုးကအဆင်ပြေနိုင်ပါတယ်ကျွန်တော်အမြင်အရတော့ Rice Odegaard Zubimendi အတွဲမှာ Odegaard ကို advance 8ပုံစံမျိုးကစားခိုင်းတာပိုပြီးတင့်တော်ရလို့မြင်မိပါတယ် Okay ခုနကလည်းကျွန်တော်ပြောသွားပေးတာကတော့ဒါကျွန်တော်တူရဲ့အမြင်တွေပဲဖြစ်ပါတယ်ဒီတော့လိုအပ်တာတွေပိုနေတာရှိရင်လည်း Arsenal fan ညီကိုတွေအနေနဲ့ဒီပွေမယူဖို့ပြောချင်ပါတယ်ခုလိုမျိုးဆုံးဖြတ်ယူသွားပေးညီကိုအားလုံးလည်းကျေးဇူးတင်ပါတယ်စိတ်ပါဝင်စားလို့ဘောလုံးပွဲတွေကိုအကောင့်ဖောက်ဆော်ကစားခြင်းနဲ့ဆိုတော့ Viber Telegram ဖုန်းနံပါတ်39ကို968 988 805ကိုဆက်သွယ်ဆောင်သလိုက်ပါလို့ပဲပြောချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်